အားလုံးပဲမင်္ဂလာပါမလေးစကားပြောမှာပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့မှာခန္ဓာကိုယ်ပေါ်မှာရှိတဲ့အစိတ်ပိုင်းတွေကိုလွယ်ကူရိုးရှင်းစွာနဲ့မလေးလိုလေ့လာကြည့်မှာဖြစ်ပါတယ်မလေးလိုတငန်းမြန်မာလိုလက်မလေးလိုတငန်းမြန်မာလိုလက်မလေးလိုတငန်းမြန်မာလိုလက်ကျွန်တော်တို့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့လက်ကိုတငန်းလို့ခေါ်ပါတယ်တငန်းလက်မလေးလိုကာကီမြန်မာလိုခြေတော့မလေးလိုကာကီမြန်မာလိုခြေတော့မလေးလိုကာကီမြန်မာလိုခြေတော့ကာကီကိုခြေတော့လို့ခေါ်ပါတယ်ကာကီခြေတော့မလေးလိုမူကမြန်မာလိုမျက်နှာမလေးလိုမူကမြန်မာလိုမျက်နှာမလေးလိုမူကမြန်မာလိုမျက်နှာမျက်နှာကိုမူကလို့ခေါ်ပါတယ်မူကမျက်နှာမလေးလိုရန်ဘိုမြန်မာလိုစပင်မလေးလိုရန်ဘိုမြန်မာလိုစပင်မလေးလိုရန်ဘိုမြန်မာလိုစပင်ကျွန်တော်တို့ခေါင်းမှာရှိတဲ့စပင်ကိုရန်ဘိုလို့ခေါ်ပါတယ်ရန်ဘိုမြန်မာလိုစပင်မလေးလိုအော်တာမြန်မာလိုအုံနောက်မလေးလိုအော်တာမြန်မာလိုအုံနောက်မလေးလိုအော်တာမြန်မာလိုအုံနောက်မလေးလိုကပါလာမြန်မာလိုကောင်းမလေးလိုကပါလာမြန်မာလိုကောင်းမလေးလိုကပါလာမြန်မာလိုကောင်းဒါဆိုကျွန်တော်တို့အရင်နေ့ကသင်ခန်းစာထဲမှာပါတဲ့စာကစ်ဆိုတဲ့စကားလုံးနဲ့ကျွန်တော်တို့ပေါင်းစည်းပြီးဝါကျဖွဲ့ဆိုလို့ရပါတယ်စာယာစကစ်ကပါလာကျွန်တော်ခေါင်းကိုက်သည်စာယာကျွန်တော်ကျမစကစ်နာကျင်သည်ကိုက်ခဲသည်ကပါလာကောစာယာစကစ်ကပါလာကျွန်တော်ခေါင်းကိုက်သည်အဲ့လိုမျိုးဝါကျတွေဖွဲ့ဆိုပြီးပြောဆိုလို့ရပါတယ်ခင်ဗျာမလေးလိုမာတာမြန်မာလိုမျက်စိမလေးလိုမာတာမြန်မာလိုမျက်စိမလေးလိုမာတာမြန်မာလိုမျက်စိမလေးလိုကနင်းမြန်မာလိုမျက်ခုံးမလေးလိုကနင်းမြန်မာလိုမျက်ခုံးမလေးလိုကနင်းမြန်မာလိုမျက်ခုံးမလေးလိုဟီဒုံမြန်မာလိုနှာခေါင်းမလေးလိုဟီဒုံမြန်မာလိုနှာခေါင်းမလေးလိုဟီဒုံမြန်မာလိုနှာခေါင်းမလေးလိုမူလွတ်မြန်မာလိုပါဇက်မလေးလိုမူလွတ်မြန်မာလိုပါဇက်မလေးလိုမူလွတ်မြန်မာလိုပါဇက်မလေးလိုလီတာမြန်မာလိုရှာမလေးလိုလီတာမြန်မာလိုရှာမလေးလိုလီတာမြန်မာလိုရှာမလေးလိုတကူမြန်မာလိုမေးစီမလေးလိုတကူမြန်မာလိုမေးစီမလေးလိုတကူမြန်မာလိုမေးစီမလေးလိုစီကူမြန်မာလိုတနောင်စစ်မလေးလိုစီကူမြန်မာလိုတနောင်စစ်မလေးလိုစီကူမြန်မာလိုတနောင်စစ်မလေးလိုလူတို့မြန်မာလိုဒူးကောင်မလေးလိုလူတို့မြန်မာလိုဒူးကောင်မလေးလိုလူတို့မြန်မာလိုဒူးကောင်ဒါဆိုကျွန်တော်တို့စောစောကပြောလိုက်တဲ့စကားလုံးတွေကိုကျွန်တော်တို့တစ်လုံးချင်းစီအတူတူပြန်လေ့လာပါမယ်တငန်းလက်ကာကီခြေတော့မူကမျက်နှာရန်ဘိုစပင်အော်တာအုံနောက်ကပါလာကောင်းမာတာမျက်စိကနင်းမျက်ခုံးဟီဒုံနှာခေါင်းမူလိုပါဇက်လီတာရှာတကူမေးစီစီကူတနောင်စစ်လူတို့ဒူကောင်ဒါဆိုဒီစကားလုံးတွေကိုလေ့လာမှတ်သားရတာလွယ်ကူရိုးရှင်းမယ်လို့ယုံကြည်ပါတယ်ဒီစကားလုံးတွေနဲ့ပတ်သက်ပြီးတော့မရှင်းတာနားမလည်တာရှိရင် comment မှာရေးခဲ့နိုင်ပါတယ်မိတ်ဆွေတို့အတွက်ကျွန်တော်ဗီဒီယိုကအကျိုးတစုံတရာရရှိရဆိုရင်အခုမလေးစကားပြောပေလေးကို follow လုပ်ခဲ့ပေးကြပါခင်ဗျာအားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်